ကဲမျိုးမင်္ဂလာပါနည်းနည်းအေးတဲ့ရာသီဥတုဆိုပေမဲ့လည်းလက်ပြက်လေးတွေပစ္စည်းထွက်လို့လာပြခြင်းဖြစ်ပါတယ်အားလုံးလက်ပြက်3 ဆိုင်နဲ့လက်ပါတစ်ဆိုင်ကိုအမမိတ်ဆက်ပေးမယ်ဒါလေးတွေကအမရှော့ဈေးနဲ့ပေးမှာပါအရင်တော့က3500 3800ရောင်းတဲ့ဟာကိုအခုအမက3000 3300 oversize အကြီးကိုမှ3000စွန်းစွန်းနဲ့4000မပြည့်တဲ့ဈေးနဲ့ပေးမှာဖြစ်ပါတယ်ကဲအခုဒီပထမဆုံးပြတဲ့ဟာကသူကအစင်ဆုံးပါပါမယ်เนาะအရင်40 စိုက်ပါရှင်ရင်40လို့ကျင်တဲ့မျိုးတွေကရင်40လို့ပြောပါအထဲမှာအစင်ဆုံးပါပါမယ်ရင်40ကကြတော့ဈေးနှုန်းလေးက3000နဲ့ပဲယူเนาะအမတမင်္ဂလာ3000နဲ့ပေးပါเนาะဒါပေမဲ့အထည်ကိုတစ်ဆိုင်ကို100ယူမဲ့ရာဈေးသမားတို့တယောက်ကိုတစ်ဆိုင်ကို90ယူမဲ့90ဈေးသမားတို့ကဈေးတီးတန့်ရှိပါတယ်เนาะဒါကတော့9တဲ့တစည်းပေးမဲ့ဈေးပေါ့เนาะဒီဆိုင်လေးကကြတော့ရင်40ဆိုင်ရင်40လေးကကြတော့ဈေးနှုန်းလေးကကြတော့3000เนาะကဲနောက်တစ်ဆိုင်လာပါမယ်ကဲနောက်တစ်ဆိုင်ကကြတော့ဒီမှာဒါမျိုးဒါလေးကကြတော့ရင်42မှာ2ရှိပါတယ်ရင်42မှာ2ရှိပါတယ်ဈေးနှုန်းက3300နဲ့ပေးမှာဖြစ်ပါတယ်ဒါမျိုးအစင်လေးတွေပါရင်42မှာ2အစင်ကအစုံပါပါမယ်เนาะရင်42မှာ2ဒီလိုအစင်လေးကအစုံပါပါမယ်အနည်းဆုံး9တဲ့တွဲယူပေးရပါတယ်ဒါလေးကရင်42ဈေးနှုန်းက3000နဲ့မှ300ပါရှင်เนาะကဲပြီးရင်နောက်တစ် site ကလေးပြပါမယ်ဒါကကြတော့ over site ကြီးပါဒါတော့ over အမကတမင်္ဂလာရင်46ကိုမထုတ်ဘဲနဲ့ site အကြီး48ကိုထုတ်လိုက်ခြင်းဖြစ်ပါတယ်ရင်48 over ကလေလုံးဝ4000ကျော်ရောင်းမှရမယ်ဟာเนาะပုံမှန်ဆိုလို့ရှိရင်ပိတ်ဈေးနဲ့ဆိုလို့ရှိရင်ဒါပေမဲ့အမ3900ပေးထားပါတယ်ရာဈေးတီးတန့်ရှိပါတယ်เนาะရာဈေးတီးတန့်ရှိပါတယ်အစင်လေးတွေကလည်းဒီလိုအစုံပါပါမယ်အနည်းဆုံးအမကို9တဲ့ယူပေးလို့ရပါတယ် over လေးကကြတော့ဈေးနှုန်းလေးကသူက3000နဲ့မှ900ဖြစ်ပါတယ်ရှင်ကဲဒီမှာနောက်တစ်ခုပါနောက်တစ်ခုကဒါလေးတွေကကြတော့သူကလက်ပါလေးတွေပါလက်ပါလေးတွေကလည်းဈေးနှုန်းကလက်ပါက3000နဲ့မှ400ပါသူကရင်40 42ရှိပါတယ်ရင်40 42ရှိပါတယ်ဒီလို9တဲ့တွဲယူပေးရပါတယ်ဒီလို9တဲ့တွဲ9တဲ့9စင်ထည့်ပေးထားပါတယ်ရင်42မှာရင်42မှာ40 42ရှိပါတယ်เนาะသူကလည်းဒီလို9တဲ့တထုပ်ယူပေးလို့ရပါတယ်ရာချီသမားတွေကရာဈေးတီးတန့်ရှိပါတယ်100 200သမားယူမဲ့သူတွေကအမကို Viber ဖုန်းနံပါတ်09531424ခွန်မှာဆက်သွယ်မှာယူပေးလို့ရပါတယ်အရင်ဖုန်းနံပါတ်08ကလောလောဆယ်ပြက်နေတာဖြစ်တဲ့အတွက်အဲ့ Viber လာလို့မရပါဘူးเนาะ09531424ခွန်မှာဆက်သွယ်မှာယူလို့ရပါတယ်ကဲအခုအမအခု4မျိုးချက်ပြီးတော့ရှော့သေးပေးလိုက်တယ်เนาะလက်ပြက်ကိုရင်40ရယ်ရင်42ရယ်ရင်48 3ဆိုင်ရယ်ဒီလက်ပါကိုရင်40 42 site ကလေးကိုအမ discount ချထားခြင်းဖြစ်ပါတယ်ကဲအမဒါ2ဦး discount ကတောက်လျှောက်တွေပေးပါအောင်မယ်เนาะကဲဟိုကမြန်မာတနိုင်ငံလုံးအမအိမ်ရောက်ငွေချေပေးထားပါတယ်အမကရန်ကုန်ကဖြစ်တဲ့အတွက်ရန်ကုန်သမားတွေစိတ်ရန်မလို့ပဲအိမ်ရောက်ငွေချေပါနေဘက်က customer တွေကတော့စိတ်ရန်1000လွှဲပြီးတော့မှအိမ်ရောက်ငွေချေနဲ့ယူပေးပါရန်မြေတားရက်ခံပေးထားပါတယ်เนาะဒါဆိုဒီစိတ်ရန်ငွေကိစ္စအရန်ပြောနေရလို့เนาะကျေးဇူးပါရှင်